အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုကတော့ကျွန်တော် vlog တစ်ခုထပ်ဆိုင်ပေါ့နော်ပြီးခဲ့တဲ့ရက်တွေကကျွန်တော်ဒီ Switzerland ကို9ရက်တာသွားခဲ့တယ်ပေါ့နော်ဆိုတော့သွားခဲ့တဲ့ဥမာကျွန်တော်မြင်ခဲ့ရတဲ့မြင်ကွင်းတွေဘယ်လောက်တောင်လှလဲဆိုတဲ့ဟာတွေပေါ့နော်ကျွန်တော်အရန်ကိုကောင်းခဲ့တဲ့အရန်ကိုမှကောင်းပြီးတော့လှတဲ့ memories တွေရှိခဲ့တာဖြစ်လို့ကြောင့်မို့ပေါ့နော်ဗီဒီယိုလေးကိုကျွန်တော်စုပေါင်းဆက်ပေါင်းလုပ်ထားခြင်းလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရတာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်၄နေရာကိုတောင်းမှဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ Austria ကနေလာ Glasgow ကနေလာဆိုတော့ကျွန်တော်ညရက်ထားစီခဲ့တယ်ညရက်ထားကျွန်တော်17နာရီလောက်စီးရအောင်ပေါ့နော်စုပေါင်းကြာချိန်ကဆိုတော့မိုးလင်းတော့အရန်တော့အိပ်ရတော့တိကျမဝခဲ့ဘူးပေါ့နော်ဆိုတော့နည်းနည်းတော့ပင်ပန်းနေတယ်ဒါပေမဲ့ကျွန်တော်အခုကတော့ Zurich ကိုအရင်ရှောက်ပြီးတော့လဲမှာဖြစ်ပါတယ် Facing the direction of travel. This train ends here. All passengers are kindly requested to leave the train. Thank you and goodbye. Your next connecting services in Zurich. The Eurocity to Winterthur, St. Gallen, Munich main station at 9:32 a.m. from platform 34. ဒါကတော့ကျွန်တော်တို့ Zurich ပဲဖြစ်ပါတယ်ဆိုတော့ Zurich ကတော့ကျွန်တော်တို့ Switzerland ရဲ့အကြီးဆုံးမြို့ပေါ့နော်ဒါပေမဲ့ तू ကမြို့တော်တော့မဟုတ်ဘူးမြို့တော်ကတော့ Bern ပေါ့နော်ဆိုတော့ तू ကမြို့တော်မဟုတ်ပေမဲ့အဓိကဒီ financial နဲ့ဒီ banking center ပေါ့နော်ဆိုတော့စီးပွားရေးမြို့တော်ပေါ့နော်ဒီ Switzerland ရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေလည်ပတ်တဲ့မြို့လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီမြစ်ကတော့ကျွန်တော် Limmat River လို့ခေါ်ရပေါ့နော် Limmat မြစ်က तू ကမြို့ရဲ့အလယ်မှာစီးဆင်းနေတာပေါ့နော်အရင်ကတော့ तू ကဟိုလွန်ခဲ့တဲ့နှစ်2000လောက်ကတည်းကပေါ့နော်ဒီရောမခက်ကတည်းကဒီကုံတွေရေးအတွက်တော်တော်လေးအရေးပါတဲ့မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ဆိုရင်တော့ Zurich ကပြင်သစ်ရဲ့ဒီ Paris နဲ့ဒီ Italy ရဲ့ Venice နှစ်မြို့ပေါင်းထားတယ်လို့ကျွန်တော်ခန်းစားရတယ်ပေါ့နော်ဆိုတော့တချို့ဒီ land ဆိုရင်ကျွန်တော်အနောက်မှာမြင်နေရတဲ့ land ဆိုရင် Paris ရဲ့တချို့land တွေနဲ့တူပြီးတော့ပေါ့နော်ကျွန်တော်မနက်ကဒီနေ့လယ်ပိုင်းဗီဒီယိုကျွန်တော်မရိုက်ထားလိုက်ရဘူးပေါ့နော်နေ့လယ်ကကျွန်တော်သွားခဲ့တဲ့ဒီ Old Town ထဲမှာဆိုရင်အဲ့လိုမျိုး land ချင်းလေးတွေနဲ့ကွာပြီးရင်ရောင်စုံအိမ်လေးတွေပေါ့နော် colorful house တွေဆိုတော့မျိုး Venice ရဲ့ vibe မျိုးလည်းရတယ် Paris ရဲ့ vibe မျိုးလည်းရတယ်ပေါ့လေဆိုတော့အခုကတော့ကျွန်တော်ယထာဘူရာကိုသွားနေတာပါဆိုတော့ကျွန်တော်ဒီညပဲပေါ့နော်ဆိုတော့Zurichကတော့ကျွန်တော်တရက်ဒဲနဲ့လုံလောက်တယ်လို့ကျွန်တော်ယူဆရတယ်ဆိုတော့ကျွန်တော် tram တော့မစီးလိုက်ဘူးပေါ့နော်ကျွန်တော်တမျိုးလုံးလမ်းပဲပတ်လျှောက်ခဲ့တာပေါ့လေဆိုတော့တနေ့ကုန်ဆိုတော့ကျွန်တော်အခုကတော့ယထာဘူရာကိုသွားပြီးတော့ Interlaken ကိုသွားမှာဖြစ်ပါတယ်
အခုကတော့ Zurich ကနေ Interlaken ကိုသွားတဲ့ရထားပေါ်မှာဖြစ်ပါတယ်ဆိုတော့ Interlaken ဆိုတာကတော့ကျွန်တော်တို့ဒီရေကန်နှစ်ကန်ပေါ့နော်ဆိုတော့တောင်ကြားထဲမှာရှိတဲ့နေရာလေးတစ်ခုပေါ့နော်ဆိုတော့ရေကန်နှစ်ကန်နဲ့တောင်တွေပတ်လည်ရှိတဲ့နေရာပေါ့နော်ဆိုတော့ဒါနောက်ပိုင်းမှာတော့ကျွန်တော်ရဲ့ဗီဒီယိုမှာတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ Switzerland ကိုလာတာကလည်းအဓိကမြို့တွေကိုကြည့်ဖို့ထက်စားလို့ရှိရင်အဲ့လိုမျိုး Alpine Village လေးတွေဒီတောင်လေးတွေ Snowy Mountains တွေရေကန်လေးတွေတကယ် nature ပေါ့နော်တဘာဝရဲ့အရာကိုထီးသွေးချင်လို့လာတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့အချိန်အများစုကိုတော့တောင်တွေကြားထဲမှာကျွန်တော်ကုံဆုံးရမှာဖြစ်ပါတယ်ဆိုတော့အခုတော့ကျွန်တော်အရင်အောင်စိတ်လှုပ်ရှားနေပါတယ်ခင်ဗျာအခုကတော့ကျွန်တော် Interlaken ကိုစပြီးတော့ဝင်လာပြီပေါ့နော်ဆိုတော့ကျွန်တော်ပြောတဲ့အတိုင်း Interlaken ကတော့သူကဂျာမန်ကနေလာတာပေါ့နော်ကျွန်တော် Switzerland ကလည်းဂျာမန်ဘာသာစကားကိုပြောတာပေါ့နော်ဒါနည်းနည်းတော့ကွဲတယ်ဆိုတော့ Interlaken ဆိုတာကတော့ကျွန်တော် between two lakes ပေါ့နော်ဆိုတော့အဓိကရေကန်နှစ်ကန်ကြားမှာရှိတဲ့မြို့ပေါ့နော်ဆိုတော့သူကပထမဦးဆုံးရေကန်ပေါ့နော်ပထမဦးဆုံးကျွန်တော်မြင်ခဲ့ရတာကတော့ Lake Ton ပေါ့နော်ဆိုတော့ပြီးရင်နောက်တစ်ခုကတော့Lake Brins ပေါ့နော်ကျွန်တော်အတန်တော့ကတော့မှားလိုက်မယ်ပေါ့နော်ဆိုတော့ရေကန်နှစ်ကန်ရှိတယ်အလယ်မှာ Interlaken ဆိုတဲ့မြို့လေးရှိတယ်ဆိုတော့ရွာလားမြို့လားလို့တော့ကျွန်တော်သိချာမသိဘူးပေါ့နော်ဒါပေမဲ့မြို့ကြီးတစ်မြို့တော့မဟုတ်ဘူးပေါ့နော်ဆိုတော့ရေကန်နှစ်ကန်ကြားမှာရှိတယ်ဆိုတော့အဲ့ရေကန်နှစ်ကန်ကိုကျွန်တော်တို့ဒီ R River လို့ခေါ်မလားပေါ့နော်ဆိုတော့ဒီမြစ်ကဒီရေကန်နှစ်ကန်ကိုဆက်ထားပေးတယ်ဆိုတော့အဲ့ဒီမြစ်ကဒီ Interlaken တစ်လျှောက်ကိုစီးဆင်းနေတာပေါ့နော်ဆိုတော့အရန်လှပါတယ်ဆိုတော့ကျွန်တော်လမ်းပတ်ရှောင်းနေတဲ့အချိန်မှာပတ်လေဒီ Snowy Mountains တွေမြင်ရတယ်ပြီးရင်ဒီရေကန်နှစ်ကန်ကလည်းကျွန်တော်တို့မှရထားစီးမယ်ကားစီးမယ်ဆိုရေကန်နှစ်ကန်ကိုမြင်ရတယ်ပြီးရင်အဲ့မြစ်ကလည်းရေကအရန်ကြည်ပြီးတော့မှအရန်ကိုလှပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်တို့ Switzerland ကအရန်ကိုဈေးကြီးပါတယ်ကျွန်တော် Austria မှာပေးတာထက်2ဆ3ဆလောက်ပိုပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခောက်ဆွဲကြောက်တွေယူလာပြီးတော့မှမနက်စာတွေဆိုရင်ကျွန်တော်ခောက်ဆွဲကြောက်ပဲစားပြတယ်အဲ့ဒါပြီးရင်တော့ကျွန်တော် Grindelwald ကိုခီးဆက်မှာဖြစ်ပါတယ်ခင်ဗျာ Grindelwald ဟာဆိုရင်ကျွန်တော်လက်ရှိနေတဲ့ Interlaken ကနေပြီးတော့ရထားစီးမိနစ်30လောက်စီးရတယ်ပေါ့နော်ရထားကတော့ကျွန်တော်ဒီ CHF ပေါ့နော်သူရဲ့ currency ကိုသူက euro မသုံးဘူးပေါ့နော်ဆိုတော့ CHF ကကျွန်တော်17လောက်ပေးခဲ့ရတယ်ပေါ့နော် one way ကိုမိနစ်30လောက်ပဲကျွန်တော်စီးရတာပေါ့လေဆိုတော့နောက်တစ်ခုက Grindelwald ကကျွန်တော်တို့ဒီ mountain village ပေါ့နော်ဆိုတော့ဒီတောင်တွေကြားထဲမှာရှိတဲ့ဒီ Alpine village တစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော်ကတော့တော်တော်လေးသဘောကျတယ်ဆိုတော့နောက်တစ်ခုကသူကဒီ Switzerland မှာရှိတဲ့ mountain village တွေထဲမှာတော်တော်လေးလှတယ်ပေါ့နော်ဆိုတော့ဒီအလှဆုံးတယ်ဒီရွာလေးတွေ့ရလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကျွန်တော်ဒီရွာလေးမှာကျွန်တော်တရက်တာပေါ့နော်ဆိုတော့တောင်လေးတွေကိုကြည့်ပြီးတော့မှကျွန်တော်ကုန်းဆုံးသွားမှာဖြစ်ပါတယ်ခင်ဗျာ
ဆိုတော့ကျွန်တော်ထင်ထားတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ Granite Wall ကအရန်ကိုလှပါတယ်ပုံမှန်ဆိုရင်တော့ဒီနေရာတွေကလူအရန်များတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်မနက်စောစောလေးထလာတယ်ပေါ့နော်စောရဲဆိုမှမနက်၈နာရီလောက်ပေါ့လေဆိုတော့၈နာရီခွဲလောက်ကျွန်တော် Granite Wall ကိုရောက်တယ်အဲ့ဒါပြောရာဒီဦးကအရန်အေးရဗျာဆိုတော့ -12 လောက်တော့ရှိရဲဆိုတော့ကျွန်တော်အရန်ဗီဒီယိုရိုက်တာမှလက်ထုတ်ထားလို့ရှိရင်လက်ကခဏလေးနဲ့ခဲလာတာပေါ့နော်ဆိုတော့အရန်အေးလာတော့ကျွန်တော် coffee ဆိုင်လေးတစ်ခုပေါ့နော်ဒီရှုခင်းလေးကောင်းမြင်ရတဲ့ coffee ဆိုင်လေးတစ်ခုမှာသွားထိုင်ဖို့ကျွန်တော်စဉ်းစားဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်ဒီရွာထဲကိုလမ်းပတ်လျှောက်ပြီးတော့ coffee ဆိုင်သွားထိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော် coffee ဆိုင်တစ်ခုတော့တွေ့ထားပြီးပြီပေါ့နော်ဒါပေမဲ့ရာဒီဥတုကတော့အရင်အေးတယ်ဆိုတော့ကျွန်တော်အရင်ကဒီနှာခေါင်းတွေပါးစပ်တွေဖော်ထားရဆိုမဲ့လုံးဝနေမနိုင်ပေါ့နော်အရင်ကိုခဲလာပြီးတော့ကျွန်တော်ခေါင်းလေးပါအကုန်အုပ်လိုက်ရတယ်ဆိုတော့ဒီ coffee ဆိုင်ထဲမှာနှွေးတာဆိုတော့ကျွန်တော်အချိန်အကြာကြီးထိုင်ဖြစ်ခဲ့တယ်ပေါ့နော်တကယ်တော့ဒီ coffee ဆိုင်ထဲမှာပဲကျွန်တော်တော်တော်လေးနေ့တစ်ဝက်လောက်ကိုကျွန်တော်အချိန်ကုန်ခဲ့တယ်ပေါ့နော်ဆိုတော့coffee ကလည်းအတော်လေးကောင်းတယ်ဗျဆိုတော့နောက်တစ်ခုကဒီ postcard လေးပေါ့နော်ယူပြီးတော့မှထိုင်ရေးလို့ရတယ်ဆိုတော့ကျွန်တော် postcard လေးထိုင်ရေးတယ်ပုံလေးတွေဆွဲတယ်စာလေးတွေဖတ်ရင်လည်းနေ့တစ်ဝက်လောက်ကုန်သွားမှန်းတော့ကျွန်တော်မသိလိုက်ဘူးပေါ့လေအဲ့တော့ပြီးတော့ကျွန်တော်ဒီရွာထဲမှာပေါ့နော်လမ်းတွေကျွန်တော်ပတ်လျှောက်ခဲ့တယ်အများကြီးပဲပေါ့နော်ကျွန်တော်လုပ်ခဲ့တာတွေကတော့ဒါပေမဲ့အကုန်လုံးကိုတော့ကျွန်တော်ဗီဒီယိုမရိုက်ဖြစ်ခဲ့ဘူးဒါပေမဲ့ဒီရက်တစ်ရက်ကတော့အရန်ကိုကျွန်တော်ဘဝအတွက်အရန်ကိုမမေ့နိုင်စရာပြီးတော့အရန်ကိုလှပတဲ့ရက်တစ်ရက်ဖြစ်ခဲ့ပါတယ်ဆိုတော့ကျွန်တော်လုပ်ချင်တဲ့ဟာတွေလုပ်ရင်ပြီးရင်တချို့နေရာတွေဆိုရင်အရန်သဘောကျပြီးတော့တနာရီ2နာရီလောက်ကိုကျွန်တော်ထိုင်ပြီးတော့မှအပြင်ကိုတောက်ရှောင်ငေးပြီးတော့ကြည့်ခဲ့တယ်ပေါ့နော်ဆိုတော့အရန်ကိုကျွန်တော်စိတ်အေးချမ်းပြီးတော့ဂျင်းနဲ့ခဲ့ရပါတယ်ဆိုတော့အခုကတော့ကျွန်တော်ဒီရထားစီးပြီးတော့ interlake ခံကိုပြန်မယ်မနေ့ပြင်ကြလို့ရှိရင်ကျွန်တော်နောက်ထပ်တနေရာသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ရထားစီးတာကလည်းလေကြည့်ရတဲ့အပြင်မှာမြင်နေရတဲ့ view တွေနဲ့ကိုရမ်းတန်တွေ့ရပြီးတော့ဒီရေတခွန်လေးဆိုရင်ဒါအနောက်မှာကျွန်တော်မှမြင်နေရတဲ့ဟာတွေဆိုရေတခွန်လေးစီးနေတာပေါ့နော်ဆိုတော့ဒါပေမဲ့အရန်အေးတော့ရေတခွန်တွေကခဲပြီးတော့ဒီကျွန်တော်ပုံမှန်ဆိုဂူတွေထဲမှာမြင်ရတဲ့ဘာလို့ခေါ်လဲကြောက်စစ်တယ်လို့ခေါ်တာအဲ့လိုဟိုရေစီးကြနေတဲ့ရေတွေကခဲပြီးတော့ထောက်လျှောက်အဲ့လိုမြင်ရတာဗျာဆိုတော့အရန်ကိုလှပြီးတော့မှအရန်ကိုတန်တဲ့
အပြန်ခီးယထာလန်းခီးလေးဖြစ်ခဲ့ပါတယ်ခင်ဗျာဆိုတော့ဒီရက်ကတော့ကျွန်တော် Dr. Brunan ဆိုတဲ့နေရာကိုသွားမှာဖြစ်ပါတယ်ဆိုတော့သူကတော့တောင်ကြားရွာလို့ကျွန်တော်ခေါ်လို့ရတယ်ပေါ့နော် village in the valley လို့ခေါ်မလားပေါ့နော်ဆိုတော့ဒီတောင်ကြားထဲမှာရှိတဲ့ရွာတစ်ရွာဖြစ်တယ်ဆိုတော့သူကဘာနဲ့နာမည်ကြီးလဲဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ရေတခွန်လေးပေါ့နော်ဆိုတော့သူရွာထဲမှာတင်ကျွန်တော်တို့ရေတခွန်82ခုလောက်ရှိရပေါ့နော်ကျွန်တော်ဒီတောင်တွေထဲကနေပြီးတော့စင်းကြလာတဲ့ရေတခွန်တွေပေါ့နော်ဆိုတော့ကျွန်တော်သွားတာဆောင်းတွင်းဆိုတော့ရေတခွန်တွေကတော့ခဲနေတယ်ဒါပေမဲ့ကျွန်တော် personally အမြင်အရဆိုလို့ရှိရင်တော့နွေရာဒီမှာသွားတာဒီရွာကပိုလှလိမ့်မယ်ပေါ့နော်ဆိုတော့နောက်တစ်ခေါက်တော့ကျွန်တော်နွေရာဒီမှာပြန်လာရမယ်လို့တော့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါယထာဘူရာထွက်ပေါ့နော်ဆိုတော့ယထာဘူရာထွက်လိုက်တာနဲ့ရေတခွန်တွေအများကြီးမြင်ရတယ်ကျွန်တော်ဟိုးအရှိမလေးဒီအိမ်ခေါင်မိုးအဖြူရဲ့အနောက်မှာမြင်နေရတာဆိုတော့ရေတခွန်ပဲပေါ့နော်ကျွန်တော်ဒီဘက်ခြံဘေးဘက်ညာမှာဆိုလို့ရှိရင်လည်းရေတခွန်တွေမြင်နေရတယ်ပေါ့နော်ဟိုအဖြူလေးတွေဆင်းနေတဲ့ဟာလေးတွေဒါပေမဲ့ခဲနေတာဆိုတော့လေကျွန်တော်တိတ်ပြီးတော့စိတ်တိတ်မကြေနပ်ဘူးပေါ့နော်ဒါပေမဲ့နွေရာဒီမှာလာမယ်ဆိုရင်တော့အရန်လှလိုက်မယ်ပေါ့နော်ကျွန်တော်ဗီဒီယိုတွေမှာတွေ့တာဆိုလို့ရှိရင်လည်းအရန်လှတယ်အခုကျွန်တော်တို့ဒီဟိုးနောက်မှာမြင်နေရတဲ့ရေတခွန်ကတော့ဒီDr. Brunan ရဲ့အဓိကရေတခွန်ပဲပေါ့နော်ဆိုတော့သူကဒီမှာနည်းနည်းသေးနေလားမသိဘူးပေါ့နော်သူကရေတော့နည်းနည်းလေးစီးနေတယ်အပေါ်လေးကနေဒီမှာအောက်ခြေမှာတော့အတော်လေးခဲနေတယ်ပေါ့နော်ဆိုတော့ကျွန်တော် zoom လေးဆွဲရိုက်ကြည့်ရင်ဟုတ်တယ်ရေကတော့ခဲနေတယ်ဒါပေမဲ့အပေါ်လေးကတော့နည်းနည်းလေးတော့စီးကြနေသေးတယ်ဗျဆိုတော့ဒီ Dr. Brunan ကကျွန်တော်တို့နေတာနေပြီမဲ့ပေါ့နော်မနေ့က Grindelwald ထက်ကိုကျွန်တော်အများကြီးပိုအေးတယ်ဆိုတော့ကျွန်တော်ခြေပြားတွေဆိုရင်အတော်လေးအေးနေတာပေါ့နော်ဆိုတော့တော်တော်လေးကိုမှကျွန်တော် hip hop တွေထည့်ထားအောင်မှခြေထောက်ကအတော်လေးအေးတယ်အဲဆိုအဲ့ဒါပြီးတော့ထုံးစံတိုင်းကျွန်တော် restaurant လေးတစ်ခုရှာတယ်အထဲမှာကျွန်တော်အကြာကြီးထိုင်ခဲ့တယ်ထုံးစံတိုင်းဗီဒီယိုတော့မရိုက်ခဲ့ဘူးပေါ့နော်ဆိုတော့တောင်လေးတွေကိုကျွန်တော်ကြည့်တယ်ကျွန်တော်တချို့တွေးစရာလေးတွေးပြီးတော့မှညနေဆောင်တော့ကျွန်တော် interlake ကိုပြန်ခဲ့တယ်ပေါ့လေ